ညီကိုတွေညီမလေးတစ်စင်ဦးလို့ပေါ့နော်ရောက်ရှိတဲ့နေရာကဒါချင်းတွင်းမြစ်ပေါ့နော်မုံရွာချင်းတွင်းမြစ်အနေအရန်ကိုအနေကြီးနေတဲ့နေရာပေါ့နော်အဲ့ဒီနေရာမျိုးကိုကျွန်တော်တို့ကကိုယ့်အသက်ကိုပေါ့နော်ကိုရီးယားအသက်တွေကိုဗราဏမထားဘဲနဲ့ဒီနိုင်ငံသူနိုင်ငံသားတွေကိုမုံရွာမျိုးဟာနမကတိုင်းမူကြီးဘိုးချုပ်မျိုးမင်းတို့ထူတိုင်းမူကြီးနော်တိုင်းစီဦးစီးချုပ်တို့တိုင်းကြီးဝမ်းတို့အကုန်လုံးပေါ့နော်အခြေခံအရာရှိစစ်တီအရာအားလုံးနဲ့ပေါင်းဆက်ပြီးတော့မှမုံရွာမျိုးကိုနော်အေးချမ်းအောင်တက်မတော်ကာဝေးဦးစီးချုပ်နိုင်ငံတော်နာဇကဝန်ကြီးချုပ်ရဲ့အောက်မှာရှိနေတဲ့တက်မတော်သားတွေကအသက်ချွေးခံတာတွေပေးဆက်ပြီးတော့မှပြည်သူလူထုရဲ့အသက်အိုးတွေစီးတဲ့ကိုကာဝယ်နေတာဖြစ်တယ်။အဲ့ဒါကိုကျွန်တော်တို့ကပြည်သူလူထုတွေသိဖို့အတွက်ကိုကျွန်တော်တို့ကကိုယ့်အသက်ကိုကြော်သုံးမှလည်းမိသားစုရှိတယ်၊ဒဇင်ဦးမှလည်းမိသားစုရှိတယ်၊ဇော်ဘွင်းမှလည်းမိသားအဲ့ဒီရဲ့မိသားစုတွေကိုအသက်တွေကိုဗราဏမထားဘဲနဲ့ကျွန်တော်တို့ကပြည်သူလူထုရဲ့ကိုယ်စားပေါ့နော်ဒီမုံရွာမြို့ကငြိမ်းချမ်းနေတယ်ကျွန်တော်တို့တော့ဒီလိုသွားလို့လာလို့ရတယ်ဟုတ်လားကျွန်တော်တို့အဲ့ဒါကိုပြသချင်တာဖြစ်တယ်နော်တချို့ကျတော့ဒီ online ပုံကနေပြီးတော့မှာပေါ့ဗျာသိရမလားဟိုကြီးမဟုတ်ကစကားတွေဝါရမိုင်းတိုက်တဲ့အစိတ်မီအခုလိုဒီဘဲရင်းကဘုံကျဲတဲ့ဖြစ်စဉ်လိုမျိုးတွေပေါ့အဲ့ဒါတွေမဟုတ်ကပေါ့နော်ဒီဟိုဘက်ကခွေးတင်မီယာတို့ဘာတို့ကတင်တဲ့ပေါ့နော်စကားတွေကိုယုံကြည်ပြီးတော့မှဟိုအယုံကြည်တွေနဲ့မသွားရဲတာတွေမလာရဲတာတွေပေါ့နော်အဲ့လိုဖြစ်တယ်အဲ့တော့ဒီနမကမှာတိုင်းမှုရောက်ရှိလာတဲ့အချိန်နဲ့ဟာတို့ပြန်ပေးဆွဲတာတွေနော်အဲ့ဒါတွေဟိုခြုံချင်းသွားတယ်ခြုံချင်းသွားတယ်မိတယ်တိုင်းမှုရတဲ့သတင်းကိုသတင်းရရင်ရတယ်လို့တိဆောက်ပြီးတော့မှအမြန်ဆုံးဒီစစ်စင်ရေးကို operation ကိုဆောင်ရွက်တယ်နော်အဲ့ဒီအတွက်မုံရွာမျိုးကငြိမ်းချမ်းနေတယ်ငြိမ်းချမ်းတယ်မငြိမ်းချမ်းဘူးကြည့်ချင်တယ်မှာကျွန်တော်တို့ဒါကျွန်တော်ချင်းချင်းမြစ်လေကောင်မှာနော်မြစ်လေကောင်မှာကျွန်တော်ညီကိုနှစ်ယောက်ရှိတယ်ဟိုမှာချင်းတွင်တရားကြီးရှိတယ်နော်ကြည့်လိုက်မိုးတော်မှာချုပ်နေပါပြီပေါ့နော်အဲ့တော့မုံရွာနေပြည်သူလူထုတွေနော်အကြောက်တရားကင်းနဲ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့နေရဒေတာရဝင်းကိုပေါ့နော်ပြန်လာပြီးတော့မှစီးပွားရေးတွေလှုပ်ဆောင်မှာအခုကျတော့ပတ်စံချမ်းသာတဲ့လူတွေကကိုယ်စလဲတွေနဲ့လွဲထားတော့မုံရွာမျိုးဟာစီကားတင်းတဲ့လောက်မစီကားတော့ပဲနဲ့သူများရဲ့ပါဇက်မှာလမ်းဆုံးပြီးတော့မှအကြောက်တရားတွေနဲ့ရင်ဆိုင်နေရတယ်အခုဆိုရင်ဒါကျွန်တော်တို့ဆိုတိုင်းစီပီတီတွေအကုန်လုံးကနော်တက်ချင်တဲ့လူတွေရှိတယ် PDF တွေဆိုကျွန်တော်တို့တွေ့တတ်မှာနော်ကျွန်တော်တို့အခုဒါ PDF ရှိနေတဲ့နေရာကိုကျွန်တော်တို့ဒါတက်မလို့စိတ်ရည်နေပဲကျွန်တော်တို့လိုက်ပြနေတာဒါကကျွန်တော်တို့ကငြိမ်းချမ်းတယ်ဆိုတာကိုပေါ်ဆောင်ခြင်းနဲ့စိတ်တစ်ခုပဲရှိတယ်ကျန်တာဘာမှမရှိဘူးကျွန်တော်တို့ယင်ထဲမှာအဲ့တော့မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တက်မလို့သားတွေဘေးရန်နဲ့ကင်းရှင်းပြီးနောက်တန်းမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေလို့မြတ်တာကိုဆုတောင်းပေးလိုက်ပါတယ်